ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုံးသည်ဒီနေ့မနက်ပိုင်းမှာမြန်မာနိုင်ငံရုပ်ရှင်စည်းရုံးဥက္ကဋ္ဌဦးကြည်စိုးထွန်းလိုက်ပါ၍ရန်ကုန်မြို့ဗဟန်းမြို့နယ်သာသနာရိပ်သာလမ်းရှိဖလင်မော်ကွန်းတိုက်ရှိရုပ်ရှင်ဇာတ်ကားများအားဖလင်မှာ digital စနစ်သို့ကူးပြောင်းဆောင်ရွက်နေတဲ့လုပ်ငန်းများနဲ့ကဘာအေးဖျားလန်းနဲ့အုပ်ပုံစိတ်လမ်းတောင်ရှိအမျိုးသားဖလင်မော်ကွန်းပြတိုင်တိဆောက်ရန်ရထားတဲ့မြေနေရာတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ရှေးဥစွာဗဟန်းမြို့နယ်သာသနာရိပ်သာလမ်းရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖလင်မော်ကွန်းတိုင်အဆောက်အုံတို့ရောက်ရှိရာညွှန်ကြားရေးမှူးဦးရဲလင်းမြင့်ကမြန်မာရုပ်ရှင်ဇာတ်ကားများနဲ့သတင်းမှတ်တမ်းကားများအား digital စနစ်သို့ကူးပြောင်းဆောင်ရွက်နေမှုကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကရုပ်ရှင်ဖလင်များနဲ့သတင်းမှတ်တမ်းကားများမှာမြန်မာနိုင်ငံရဲ့သမိုင်းယဉ်ကျေးမှုနဲ့ပုံရိပ်များအားမိမောင်းထိုးပြနေတဲ့အရာများဖြစ်တာကြောင့်မြန်မာရုပ်ရှင်လုပ်ငန်းရဲ့အသက်ဝိညာဉ်ဖြစ်တဲ့ကဲ့သို့မြန်မာတို့ရဲ့ရိုးရာယဉ်ကျေးမှုသမိုင်းလည်းဖြစ်ပါကြောင်းရခိုင်ကအဆိုပါဖလင်များကို digital စနစ်သို့ပြောင်းလဲထိန်းသိမ်းနိုင်မှုမရှိခဲ့ခြင်းကြောင့်အချို့သောရုပ်ရှင်ဇာတ်ကားများနဲ့သတင်းမှတ်တမ်းကားများပျောက်ဆုံးပျက်စီးခဲ့ရတာကိုစိတ်မကောင်းဖွယ်တွေ့ရပါကြောင်းမိမိတို့တာဝန်ယူချိန်ကစပြီးဖလင်တန့်စင်ဆက်များဖလင်စကန်နာဆက်များကိုဝယ်ယူပေးခဲ့ကဖလင်မှာ digital စနစ်သို့ကူးပြောင်းနိုင်အောင်ဆောင်ရွက်ပေးခဲ့ပါကြောင်းယခုအခါရုပ်ရှင်ဇာတ်ကားအချို့နဲ့သတင်းမှတ်တမ်းကားအချို့ကို digital စနစ်သို့ကူးပြောင်းထားနိုင်ခဲ့ပြီးသတ်မှတ်ထားတဲ့အရေးအသွေးများအတိုင်းစနစ်တကျဆက်လက်ဆောင်ရွက်ရန်လိုပါကြောင်းဖလင်မော်ကွန်းတိုက်မှာထိမ့်သိမ်းထားရှိတဲ့ဖြူမဲရုပ်ရှင်ဇာတ်ကား12ကားနဲ့ဆေးရောင်စုံဇာတ်ကား154ကားနဲ့သတင်းမှတ်တမ်းကား2980တကားကို digital စနစ်သို့ကူးပြောင်းနိုင်ရေးအတွက်အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ဖို့နဲ့နိုင်ငံတကာအဆင့်မီအမျိုးသားဖလင်မော်ကွန်းတိုက်ကြီးတစ်ခုဖြစ်တိစောက်ခါစနစ်တကျထိမ့်သိမ်းနိုင်ရန်ရည်မှန်းဆောင်ရွက်ကြစေလိုကြောင်းမှာကြားခဲ့ပါတယ်။အဲဒီနောက်ပြည်တော်စုဝန်ကြီးသည်တက်တန်းနှစ်တရာခန့်ရှိတဲ့မော်ကွန်းရုပ်ရှင်ဆောင်အားပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားမြန်မာရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လူသားအရင်းမြစ်များမွေးထုတ်ပေးနိုင်မဲ့ရုပ်ရှင်ပညာသင်တန်းများဖွင့်လှစ်နိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ဆက်လက်ပြီးကဘာအေးဖျားလန်းအုပ်ပုံစိတ်လမ်းတောင်ရှိအမျိုးသားဖလင်မော်ကွန်းတိုက်တိဆောက်ရန်ရထားတဲ့မြေနေရာနဲ့ဆောက်လုပ်မဲ့အစီအစဉ်များကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြန်မာရုပ်ရှင်မြင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမမှာမြန်မာရေးရာလေ့လာရေးအဖွဲ့နှင့်မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြန်မာ narrative think tank တို့မှအဖွဲ့ဝင်များကိုတွေ့ဆုံကပြည်ထောင်စုဝန်ကြီးကလုပ်ငန်းဆိုင်ရာများဆွေးနွေးရာမှာမြန်မာရေးရာလေ့လာရေးအဖွဲ့ကစီစဉ်ထုတ်ဝေလျက်ရှိတဲ့မြန်မာရေးရာကမ္ဘာရေးရာတိုင်းသားရေးရာစာအုပ်များဟာနိုင်ငံရေးစီးပွားရေးလူမှုရေးဆိုင်ရာအကြောင်းအရာများနည်းပညာရပ်များသဘာဝပတ်ဝန်းကျင်နဲ့ဥပဒေဆိုင်ရာအကြောင်းအရာများကိုထည့်သွင်းပြီးကဏ္ဍစုံအောင်ဖော်ပြပေးနေတာကိုတွေ့ရပါကြောင်း၎င်းစာအုပ်များအားပုံမူကောင်းမွန်ပြည့်စုံစေရန်စီစဉ်ထုတ်ဝေရမှာဖြစ်ပြီးကျေပြန့်စွာဖြန့်ဝေနိုင်ရန်ဆောင်ရွက်စေလိုပါကြောင်းပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကောင်းများကိုကမ္ဘာသို့ပြန့်နှံ့ရောက်ရှိစေဖို့နဲ့ပြောင်းလဲနေတဲ့ကမ္ဘာဖြစ်စဉ်ဖြစ်ရများပေါ်မှာပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်ရေးအတွက်မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ကိုဖွဲ့စည်းကာလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်းယခုအခါသက်ဆိုင်ရာကဏ္ဍအလိုက်သုတေသနအဖွဲ့များဖွဲ့စည်းဆောင်ရွက်ပြီးကိုလန်းကျောင်းတဲ့ကူနိုင်ငံတော်ရဲ့ပုံရိပ်ကိုမြင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်းလုပ်ငန်းများဆောင်ရွက်ရာမှာထိထိရောက်ရောက်ကြည်ကြဲပြန့်ပြန့်ဆောင်ရွက်ကြဖို့နဲ့နိုင်ငံအတွင်းသားမကပြည်ပသို့ပါထိုးဖောက်ဆောင်ရွက်ပြီးကြိုးပမ်းရမှာဖြစ်ပါကြောင်း2025ခုနှစ်မတ်လမှာနိုင်ငံတကာပညာရှင်များပါဝင်တဲ့ဖိုရမ်ကြီးတစ်ခုကျင်းပကနိုင်ငံပုံရိပ်မြင့်တင်ရေးနဲ့2025ခုနှစ်မှာကြုံတွေ့ရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများကိုဆွေးနွေးရှာဖွေကြမှာဖြစ်ပါကြောင်းအဆိုပါဖိုရမ်မှာမိမိတို့နိုင်ငံရဲ့ပကတိအခြေအနေများကိုဖော်ပြရင်းနိုင်ငံတကာမှမိမိတို့နိုင်ငံအပေါ်အပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုများရရှိရန်မျှော်မှန်းရမှာဖြစ်ပါကြောင်းမှာကြားခဲ့ပါတယ်။
အဲ့ဒီနောက်မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုနဲ့တာဝန်ရှိသူများကမကြာမီကျင်းပမဲ့2025အလွန်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကောင်းစဉ်ဖြင့်ကျင်းပမဲ့ဖိုရမ်အတွက်ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးလိုအပ်တာများညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။